ငါမင်းမယ်မိဘဝမိဘဝဟိုတုန်းကမိဘဝမလိုချင်ဘူးနော်အခုခေတ်မိဘဝကိုလိုချင်လားအခုခေတ်မိဘဝဟုတ်တယ်မိဘဝတားကိုစုရင်ဆရာပင်မခံเจ้าမရန်ဖြစ်မတက်ရင်နေကျူရှင်ငွေပေးအောင်မြင်ရေးလွယ်ဝင်ငါသွဲဖခင်မဲတို့တာမစိုးဘူးဒီလိုတော့မစိုးအဲ့ဒါဆိုသားသမီးကိုတာသမီးကိုကျွေးမွေးမှုပြက်မိဘဇုံကံအမွေပြန်လူအိမ်တောင်ပြုတ်ကြရောက်ခမမျိုးနွယ်လှုပ်ကျွေးတယ်ကျင့်မွယ်သားတို့တာရပါချမ်းမဒီကလေးမျိုးငါရအောင်ရွေးယူမှာအဲ့ဒါဆိုမျိုးငါမင်းမယ်တပဲဝစာကိုခိုးချဆုံးမပြန်အော်အဖေါ်နဲ့ကြောင်းပြေတင်တာမကြက်ဇာရိတပြက်လို့တပဲဝမချွတ်ငါကူတာဆရာဝကိုချမ်းမသဘောပေါက်ရင်ပြီးရောတဝက်ပဲတင်ကျူရှင်ခေါ်ပြအကြောင်းပြကောက်ခံလက်ဆောင်ဖန်ကားလှင်တယ်လို့နှိပ်ဆွဆရာတို့ရိတ်ဖို့ဝင်ငါဗျာငါလည်းတစ်ချက်မှကောင်းမပြောဘူးခံစားချက်တွေပွင့်ထွက်လာတာရိုက်ခံမလေးစီ